Time City ရောက်ပြီဆိုရင်စားအောင်စားကြည့်ခြင်းနဲ့နိုင်စင်နာဟော့ပိုဆိုင်လေးကိုခိုက်တဲ့ခေါ်သွားပါမယ်။ဆိုင်လေးက Time City ညောင်ပြီးရှိမှရှိပါတယ်။ဆိုင်နေမရတော့ Kim Po Hot Po ပါ။ကျိုးတို့ဖူဖူတို့လူပြည့်နေတော့ဒီဆိုင်မှာစားကြည့်တင်တယ်။ဘာလို့လဲဆိုနေရာထိုင်ခင်းလည်းကျယ်တယ်လူလည်းမရှုပ်ဘူးအေးကုန်လည်းအေးတယ်။အော်ဒါနဲ့ဒီဆိုင်မှာတရုတ်ဝစ်စုံလေး free ဝစ်ပြီးတော့ဓာတ်ပုံရိုက်လို့လည်းရတယ်။ Photo spot ကတော့အရင်မမိုက်ဘူး။ဒါကတော့သူ့ရဲ့ menu ပါ။ခိုင်ရကတော့ဒီဆိုင်ရောက်တာနဲ့ budget ဆက်ကိုပဲမှာပါတယ်။ဒါကတော့ခိုင်ထဲမှာရတဲ့ budget ဆက်ကိုမှမဲသားနေပါဟိုဘက်ကတော့ budget ဆက်ကိုမှချက်သားနေပါဝက်မူလုံးလဲပါပါတယ်ကျူကျူနဲ့မတူတဲ့နှစ်ချက်ကတော့သူကလီမွန်တီးမရပဲနဲ့ orange juice ပဲ free flow ရပါတယ်ခိုင်ရဲတို့လိုမျိုးစက်နဲ့မှာရဆိုတော့ဟင်းရီပါပြီးသားဖြစ်ပေမဲ့ဒီတိုင်းတက်တက်ကိုပါကိုကြီးမှာမယ်ဆိုရင်တော့ဟင်းရီပိုတက်တက်ပေးရပါတယ်အချင်းကတော့ကိုယ်တိုင်သွားဆက်လို့လည်းရတယ်လို့သူတို့ကိုစက်ခိုင်းလို့လည်းရပါတယ်ဝန်ထမ်းတွေများတော့မှသူတို့ဒီဆက်မန်နူတွေလာချတာတော်တော်လေးကိုကြားပါတယ်အချင်းရင်ဆိုလဲမှာမရောက်လာလို့ကိုယ်တိုင်ပဲတက်ခတ်လိုက်ရပါတယ်ဒါမဲ့လည်းအရသာကြိုက်တော့လဲလာစားရတာပေါ့ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်